ဒီလောကမှာကျွန်တော်အမြဲနေလို့မရပါဘူးဒီနေ့ဒီလောကရန်နေထွက်ခွာခြင်းလဲထွက်ခွာရမထွက်ခွာခြင်းလဲထွက်ခွာရမယ်ဒါပေမဲ့ဒီလောကထဲထွက်သွားရင်ဘယ်ကိုသွားမလဲဆိုတဲ့အဖြေအတိအကျရှိဖို့တော့လိုအပ်ပါလေကျင်းသေးတာတခုကတော့ဘာသာတရားအားလုံးကသွန်သင်ပါတယ်အပြစ်ရှိတဲ့သူကငရဲကိုသွားမယ်အပြစ်ကင်းတဲ့သူဘယ်သူရှိလဲအပြစ်ကင်းတဲ့သူဘယ်သူမှမရှိဘူးလူသားအားလုံးကမွေးရပါအပြစ်နဲ့မွေးလာတာဖြစ်ပါတယ်မယုံရင်ခလေးတယောက်ကိုလေ့လာကြည့်ပါမွေးကလေးကရည်ပြီးတော့မွေးလာတဲ့ခလေးတွေ့ဘူးလားဟီဆိုပြီးတော့လေရည်ပြီးတော့နော်ပြောင်ဆက်ဆက်မွေးလာတဲ့ခလေးမရှိပါဘူးနော်အားလုံးကငိုကြွေးခြင်းနဲ့မလုပ်လာလေမွေးဖွားလာနို့ဆိုင်အဲ့ကလေးကပုံငိုလာတာအဲ့ဒါဒေါသထွက်တယ်အဲ့ကလေးကခရစ်ယာန်ဘာသာတရားလည်းမကျင့်ရသေးဘူးအခြားဘယ်ဘာသာတရားမှမကျင့်ရသေးဘူးမွေးကလေးကသူ့ထဲမှာဘာရှိနေပြီးသားအဲ့ဒီဒေါသဆိုတဲ့အရာဘာလုပ်နေပြီးသားရှိနေပြီးသားလောဘလည်းရှိတယ်နော်မယုံရင်ခလေးနှစ်ယောက်ထိုင်နေတယောက်ကိုမုံနှစ်ထုပ်ပေးနောက်တယောက်ကိုတစ်ထုပ်ပဲပေးကြည့်ဟိုတယောက်ကမကျေနပ်ဘူးနော်ဟိုတယောက်ကိုပြဿနာရှာပါအဲ့ဒါမို့လူဟာလောဘလည်းဘာလုပ်နေလဲရှိနေတယ်လောဘဒေါသမောဟဆိုတဲ့အမှောင်ဖုံးခြင်းအဲ့ဒါကမွေးရပါဖြစ်တယ်ကျွန်တော်လူတွေကိုခလေးတွေကိုပေါ့ဆယ်နီးသင်တန်း3လပြည့်တို့ဘာလို့ပို့စရာလို့လားမလိုပါဘူးနော်လိန်နီးသင်တန်းတွေပါမလိုဘူးခိုးနီးသင်တန်းတွေပါလေမလိုဘူးမနာလိုနီးမနာလိုလဲဆိုတာလေသူများကိုထက်ကောင်းစားဝိုင်းဘလို့မနာလိုလဲစိတ်ထားရတယ်တလားတေချာရှင်းပြစရာကိုမလိုရှင်းပြစရာမလိုဘဲနဲ့အလိုလျောက်လောက်တတ်တဲ့အရာအဲ့ဒါကျွန်တော်တို့အထဲထဲမှာမွေးရပါလာတဲ့အပြစ်ဆိုတဲ့ဗီဇကြောင့်လူဟာမကောင်းမှုကိုအလိုလျောက်လုပ်တတ်ပါတယ်ကောင်းတာတွေကျတော့ဘာလုပ်ပေးရလဲသွန်သင်ပေးရဒါလုံးနော်ဒီဘောင်ယူသေးရမယ်နော်မဆဲရဘူးနော်ကြောင်းမမှန်တက်ရမယ်နော်စာကျူးစားရမယ်နော်သင်ပေးရဒါပေမဲ့လူဟာဘလောက်ပဲအဲ့ဒီကောင်းတာတွေကိုသင်ပေးပါလေစီတဲ့ကျမ်းစာကပြောတယ်လူလုပ်တဲ့ကုသိုလ်ကောင်းမှုဟာတဲ့ဘုရားရှိခိုးမြစ်တော်အဝတ်နဲ့တူတယ်အဲကြောင့်မို့လူဟာလေကိုယ့်အထဲထဲကအပြစ်ကိုကင်းစင်သွားအောင်ဘယ်သူမှမလုပ်နိုင်အပြင်ကိုထွက်မလာအောင်ထိန်းထားလို့ပဲရအဲ့ဒီလောဘတွေမကြီးလာအောင်ဒေါသတွေမကြီးလာအောင်ထိန်းထားလို့ပဲရအဲ့ဒီအပြစ်မကင်းစင်ဘူးဆိုရင်တင်ဟာအပင်ငယ်ကိုသွားရမှာကျင်းနေပဲဒါပေမဲ့သတင်းကောင်းတစ်ခုရှိပါတယ်ဒီနေ့ကျွန်တော်ကိုချစ်တဲ့ဘုရားရှိတယ်ယေရှုခရစ်တော်ဘုရားလို့ခေါ်ပါတယ်ခရစ်ယာန်ရဲ့ဘုရားမဟုတ်ပါဘူးအဲ့ဒီယေရှုခရစ်တော်ဘုရားလောကယုလာတော့ခရစ်ယာန်ဘာသာတော့မပေါ်သေးပါဘူးလူသားအားလုံးနဲ့ဆိုင်တဲ့ဘုရားဖြစ်တယ်ဘာသာတိုင်းလူမျိုးတိုင်းအားလုံးကိုကယ်တဲ့ဘုရားဖြစ်တယ်ဘုရားကယ်လဲဆိုအပြစ်ကနေကယ်ကျွန်တော်တို့မလွန်မြောက်နိုင်တဲ့အဲ့ဒီအပြစ်တော့သူကိုယ်တိုင်လောဝါကတိုင်းမှာကိုစားအသိခံပေးတယ်သင်ကြိုတယ်ပြီးတော့3ရက်နောက်သောနေ့မှာရှင်ပြန်ထမြောက်သင်ကရိုးလေးပါပဲယေရှုခရစ်တော်ဘုရားကျွန်တော်အပြစ်တော့လောဝါကတိုင်းမှာအသိခံသွားတယ်ဆိုတော့ယုံလိုက်တာနဲ့တမလွန်မှာငဲသွားစရာမလိုတော့သာရဒုက္ခကျမ်းသာဝင်စားမှာဖြစ်ပါတယ်သခင်ယေရှုကိုယုံလိုက်လို့ကျွန်တော်အာမခံရတဲ့သင်ဘာမှအကျိုးနည်းသွားစရာအကြောင်းမရှိဘူးသခင်ယေရှုကိုယုံလိုက်လို့အမင်္ဂလာမဖြစ်သွားရအောင်သခင်ယေရှုကိုယုံလိုက်ရင်အင်မတန်ကြီးမားတဲ့ဆုလက်ဖြစ်တဲ့ထာဝရအသက်လက်ဆောင်ကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာရှိတဲ့ညီကောင်မောင်ရောက်စီတိုင်းသခင်ယေရှုခရစ်တော်ဘုရားသင်အတွက်လည်းပါတယ်။သင်မသိလိုက်ပါဆိုလို့သင်မကြားဘူးလိုက်ပဲကြော့သွားမှာဆိုလို့သင်အပြစ်တော်လည်းယေရှုသိခံပါတယ်။သင်ချိုတယ်3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တယ်။သင်ဘက်ကယုံလိုက်တာလေးနဲ့ထာဝရအသက်ကိုရမှာဖြစ်ပါတယ်။ဘာကြောင့်ယုံတာလေးနဲ့ရရင်လွယ်လိုက်တာတချို့ကလည်းလို့ထင်ပါတယ်ဟုတ်ပါတယ်ဘာလို့လွယ်အောင်ဖခင်ကလှုပ်ပေးလဲသလားလွယ်တယ်ဆိုတာဖခင်ဘက်ကလှုပ်ပေးလို့လွယ်သွားတာဖြစ်ပါတယ်သင်ဘက်ကလှုပ်ကြည့်ပါလားဘလို့မှမလွယ်ပါဘူးဖခင်ကဘာလို့လွယ်အောင်လှုပ်ပေးတယ်လို့ထင်လဲချစ်လို့ဖြစ်ပါတယ်ဖခင်သခင်ကလူသားအားလုံးကိုချစ်တော်ကြောင့်ဘယ်လူတူးတယောက်ကိုမှငရဲမကြစေခြင်းတဲ့ကြောင့်ချစ်လို့ဖခင်ဘက်ကနေလှုပ်ပေးတာဖြစ်ပါတယ်နည်းနည်းလေးများခက်ရင်ကျမ်းစာဘယ်နှပတ်ရမှနော်ဟာဘလောက်ထိလူမဘလို့ကျင့်နိုင်တော့မှအဲ့လိုမျိုးသာခတ်လို့ရတော့ဟာသွားပြီကျွန်တော်တို့ကျမ်းစာတွေနားလည်မှသာရမယ်ဆိုတော့သွားပြီဘယ်သူမှကယ်တင်ခြင်းကိုရောက်ဖို့တော့တော်တော်ခတ်သွားမယ်ဖခင်ကသူ့ဘက်ကနေအပြည့်အဝလုပ်ပေးလိုက်တယ်လူအပိုင်းကယုံကြည်လက်ခံမှုပဲရှိပါတယ်သင်ယေရှုကိုယုံလိုက်တာနဲ့ထာဝရအသက်ကိုရပြီဖခင်ကလွယ်အောင်လုပ်ပေးတယ်ဆိုတာသင်နေခြင်းတို့ကိုငရဲမကြစေခြင်းလို့အင်မတန်ချစ်တော်ကြောင့်ဖြစ်ပါတယ်တချို့ကဒီလိုထင်တယ်သခင်ယေရှုကို
မယုံတာနဲ့သခင်ရှုကငရဲချပြစ်တယ်ဆိုတော့ဟာဒီဖခင်ကဘလို့လဲချစ်ချင်းမြတ်တာရှင်လည်းပြောသေးတယ်ဘာလို့လူတွေကိုငရဲချတာလဲဖခင်ကငရဲချတာမဟုတ်တော့လူဟာကိုယ့်အပြစ်ကြောင့်ကိုယ်ပဲသွားမှာလေငရဲသွားဖခင်ကဲတာဖြစ်တယ်အဲကြောင့်မို့တမန်ကျမ်းစာတစ်ပိုက်ကဘာပြောလဲဆိုရင်တော့တိမောသေဩဝါဒစာပထမဆုံးခန်းကြီး2အပိုက်ငယ်4မှာကျွန်တော်လိုက်ဆိုအောင်နော်လူအပေါင်းတို့သည်ကဲတင်ခြင်းတို့ရောက်၍တမန်တရားကိုသိစေခြင်းကဖျားသခင်အလိုတော်ရှိ၏လူအပေါင်းတို့သည်လို့ပြောတဲ့အတွက်ကြောင့်အားလုံးပါလူသားအားလုံးပါလူအပေါင်းတို့လို့ပြောတဲ့ကြောင့်လူမျိုးမခွဲဘူးဘာသာမခွဲဘူးအစစ်နဲ့လူအားလုံးပါသင်ဟာဘယ်ဘာသာဝင်ဖြစ်ပါစေဘယ်လူမျိုးဖြစ်ပါစေအဲ့ဒါသင်ရွေးချယ်လို့မရအောင်သင်မိဘကဗမာလူမျိုးဖြစ်ရင်သင်ဟာဗမာလူမျိုးဖြစ်ဖို့ကျင်းတယ်သင်မိဘကကရင်လူမျိုးဖြစ်ရင်သင်ဘာဖြစ်မလဲကရင်လူမျိုးဖြစ်မှာပေါ့သင်မိဘကတရုတ်ဆိုသင်တရုတ်ဖြစ်မှာပေါ့ဒါကရွေးချယ်လို့မရဘူးလေဒါကြောင့်မို့ဖျားသခင်ဟာသင်ဘယ်ဘာသာဖြစ်ပါစေဘယ်လူမျိုးဖြစ်ပါစေဘယ်အဆင့်အတန်းဖြစ်ပါစေဖျားကသင်ကိုငရဲမကြစေချင်ဒါကြောင့်လူအပေါင်းတို့ဒီဘယ်ကိုရောက်၍ကယ်တင်ခြင်းကိုရောက်၍ဖျားကသင်ကိုထာဝရအသက်ရစေခြင်းနဲ့အဲကြောင့်မို့ဒီနေ့မှာဒီအကြောင်းလေးပြောပြခြင်းဖြစ်ပါသခင်ရှိခိုးတော်ဖျားသင်ကိုချစ်တယ်သင်ဘက်ကလေကျွန်မပြည့်တော့လက်ဝါးကတိုင်းမှာအသိခံလို့ဆိုတော့ယုံလိုက်တာလေးနဲ့ထာဝရအသက်ကိုရမှာဖြစ်ပါတယ်မယုံကွာငါတော့ကိုယ့်ဘာကိုစူးစမ်းမယ်ကိုယ့်ဘာကိုလုပ်မယ်ဆိုရင်လေဖခင်ကအတင်းတမတော့သင်ကိုမလုပ်ပါဘူးဒါပေမဲ့သင်မသင်မလုပ်နိုင်ဘူးဆိုရင်တော့ဖခင်သခင်ရဲ့လမ်းကြောင်းလေးကတော့ရှိပါတယ်ဖခင်သခင်သင်ဖြစ်တော့အသိခံတယ်လူတွေကကိုယ့်ဘာကိုလုပ်လို့ရတယ်ထင်လားတကယ်တော့ဘယ်သူမှလုပ်လို့မရဘူးဗျတကယ်လို့ကိုယ့်ဘာကိုကောင်းအောင်လုပ်မှကိုယ့်ဘာကိုစူးစမ်းကြင်ကြံနိုင်မှထာဝရဒုက္ခချမ်းသာကိုကောင်းတဲ့နေရာကိုရောက်မယ်ဆိုရင်ညင်မတန်ဆွမ်းတဲ့သူတွေဘယ်လိုသွားလို့ညင်မတန်ဆွမ်းလို့တွေ့ဘူးတယ်မလားနော်ညင်မတန်ဆွမ်းတဲ့တို့ကြောင့်ကိုထမင်းတော်ကိုခူးမစားနိုင်ဘူးဗျာသူ့မှာအလူဒါနလုပ်ဖို့မပြောနဲ့ခရစ်ယာန်ဘာသာတရားဘယ်ဘာသာတရားပြောမလဲဘာမှမကျင့်နိုင်ဒါဆိုရင်အဲ့ဒီလူတွေကငရဲပဲလားညင်မတန်ဆွမ်းတဲ့သူအားလုံးငရဲသွားဆိုဟာဒါဘယ်တရားမလဲတရားကမတရားဖြစ်တော့တရားဆိုတာဘာလို့ရမလဲတရားရမယ်အဲ့ဒီလူတွေအတွက်အဖြေမရှိဘူးဆိုရင်ဒါတရားကမတရားတာဖြစ်တော့ဖျားသခင်ကအမြဲတမ်းတရားပါပဲအဲ့ဒီလူတွေအတွက်လည်းအဖြေရှိတယ်တမန်ကျမ်းစာထဲမှာအဲ့မို့ယေရှုကလက်ဝါးကတိုင်းမှာအသေးခံတဲ့ခါမှာအဲ့ဒီဉာဏ်ရည်မတန်ဆွမ်းတဲ့သူတွေအတွက်လည်းပါတယ်ဟောစရာကောင်းတော့နော်လူဟာလုံနိုင်မှလှူဒန်းနိုင်မှစ조사ကြင်ကြံနိုင်မှလုံနိုင်မှကောင်းရဲ့နေရာကိုရောက်မယ်ဆိုရင်စိတ်ကျမ်းမာ၍ချုပ်ရင်းနေသူဘယ်လိုသွားလို့နားလည်အောင်ပြောမစတော့စိတ်မနှောင်ဗျာယူသွနေတဲ့လူတွေပေါ့ကဲသူတို့ဘယ်လိုကောင်းမှလုံနိုင်တော့မလဲဘယ်လိုကျင့်နိုင်တော့စဉ်းစားကြည့်လေအဲ့ဒီလူတွေအားလုံးငရဲပဲဆိုရင်ဟာဒါတရားကဘာဖြစ်သွားပြီလဲမတရားဖြစ်သွားမှာပေါ့သူတို့တို့အဖြေပေါ်မှာလေမျက်စိကန်းတဲ့သူကကြားနိုင်သေးတယ်နားမကြားတဲ့သူကမြင်နိုင်သေးတယ်ဘာသာတရားအကျင့်သီလတွေကိုသူသိနိုင်ရတဲ့အခွင့်ရှိသေးတယ်အေးဉာဏ်ရည်မတန်ဆွမ်းသူတို့စိတ်ကျမ်းမာရေးချုံနေသူဆိုတာသွားပြီဘာမှမလုပ်နိုင်ဘူးသူတို့အဖြေပေါ်မှာအဲ့ဒီထက်ပိုနှဲတဲ့ຢာကမွေးကင်းစားမှာတည်သွားတဲ့ခလေးတွေကဲမွေးကင်းစားမှာတည်သွားပြီဗျာအဲ့ခလေးကဘယ်ဘာသာတရားရဲ့အကျင့်ကိုမကျင့်ရသေးဘူးဘာမှမလုပ်ရသေးဘူးအကုသိုလ်လည်းမလုပ်သေးဘူးကုသိုလ်လည်းမလုပ်သေးဘူးကဲသူတို့ဘယ်သွားမလဲဟာပိုနှဲသွားပြီအမေးပိုက်ထဲမှာတည်သွားတဲ့ခလေးကဲဘယ်လိုလုပ်မလဲအဲ့ဒီအတွက်အဖြေပေါ်မှာဒါကြောင့်မို့စိတ်ကျမ်းမာရေးချိုးရင်းတဲ့သူတွေဉာဏ်ရည်မတန်ဆွမ်းတဲ့သူတွေသူတို့အတွက်အဖြေပေါ်မှာလဲဆိုတော့သခင်ရှုခွတ်တော်ဘုရားလက်ဝါးကတိုင်းမှာအသေးခံခြင်းကသူတို့အတွက်အဖြေဖြစ်ပါတယ်။ဘာဖြစ်လို့လဲသလားသခင်ရှုလက်ဝါးကတိုင်းမှာအသေးခံခြင်းဟာဗတ္တိဇံဆရာယောဟန်ကသခင်ရှုကိုတွေ့တဲ့အခါမှာဘယ်လိုသုံးဆွဲလဲသလား။ဤလောကဤအပြစ်ကိုဆောင်သွားသောဘုရားသခင်ဤတိုးတငယ်လို့ပြော။တလောကလုံးရဲ့အပြစ်ကိုဘာလို့သွားလဲ။ဆောင်သွားတယ်။သခင်ရှုမတိုင်ခင်ကလူတွေရဲ့အပြစ်ရောသခင်ရှုနောက်ပိုင်းကလူတွေရဲ့အပြစ်ရောကျွန်တော်တို့လိုကျင့်နိုင်တယ်လို့ထင်နေတဲ့သူတွေရဲ့အပြစ်ကောဉာဏ်ရည်မတန်ဆွမ်းတဲ့လူတွေရဲ့အပြစ်ကောစိတ်ကျမ်းမာရေးချိုးရင်းတဲ့သူတွေရဲ့အပြစ်ကောမွေးကင်းစားမှာတည်သွားတဲ့ခလေးရဲ့အပြစ်ကောအမွေးပိုက်ထဲမှာတည်သွားတဲ့ခလေးအားလုံးရဲ့အပြစ်ကိုဘယ်သူ့ပေါ်တင်လိုက်လဲပုံပြီလားယေရှုကအားလုံးတို့အသေးခံတယ်ဆိုတာပေါ်လွင်နေအားလုံးရဲ့အပြစ်ကိုယေရှုပေါ်မှာတင်ပြီးတော့လက်ဝါးကတိုင်းမှာကိုးစားပါလို့ပြလိုက်လေ
သိခံပေးလိုက်တယ်ဒါကြောင့်မို့သိတော့လည်းပါတယ်အဲ့ဒီဉာဏ်မတန်ဆွမ်းတဲ့သူတွေလည်းပါတယ်စိတ်ချမ်းမာချိုးနေတဲ့သူတွေလည်းပါတယ်သခင်ရှုလက်ဝါးကတ်တိုင်မှာသိခံမခွဲချောင်းတော့လုံနိုင်မှဆိုရင်မလုံနိုင်တဲ့သူသွားပြီလေဒါကြောင့်မို့ဖခင်သခင်ကအားလုံးတော့လွယ်အောင်သူလုပ်ပေးလိုက်တယ်သူ့အသက်ကိုစွန့်ပေးလိုက်တယ်သင်အပြစ်တော့အသိခံမဲ့သူလိုက်ရှာကြည့်ပါဘယ်သူမှမရှိပါဘူးလူဟာကိုလုံးသမျှကိုယ့်ဘာကိုရှင်းရမှာပဲငါဘာငါလုံးမယ်ကွာဆိုရင်ကဲမလုံးနိုင်တဲ့ဉာဏ်မတန်ဆွမ်းတဲ့သူတွေတော့အဖြေပေါ်မှာလဲစိတ်ချမ်းသာချိုးသူတွေအဖြေပေါ်မှာမရှိပါဘူးတခင်ရှုစီမှာပဲအဖြေရှိပါတခင်ရှုကအားလုံးတော့အသိခံပါဒါဆိုရင်တော့မေးခွန်းတစ်ခုကသူတို့တခင်ရှုကိုဘယ်လိုယုံနိုင်မလဲယုံမှပဲကဲတဲ့ဉာဏ်ရလို့ကဲဘယ်လိုယုံနိုင်မလဲဟောတမန်ကျမ်းစာတစ်ပိုက်မှာကျွန်တော်လည်းအဲ့မေးခွန်းတော့အဖြေလိုက်ရှာဘုရားသခင်ဒီလူတွေဘယ်လိုကဲတဲ့ဉာဏ်ရမလဲထာဝရသက်ရသူတို့အားလုံးငရဲသွားမှဆိုဒါမတရားတော့ဘူးဖျားဆိုတာတရားတဲ့ဖျားဆိုတာလူတိုင်းကိုကဲတဲ့ဖျားလူတိုင်းကိုချစ်တဲ့ဖျားဒါဆိုသူတို့တော့လည်းပါရမယ်အဲ့တော့ယေဇကျေလအနာဂတ်ကျမ်းမှာတမန်ကျမ်းစာကပြောလဲဆိုအခန်းကြီး18အပိုင်ငယ်4မှာယေဇကျေလအနာဂတ်ကျမ်းအခန်းကြီး18အပိုင်ငယ်4မှာဝိညာဉ်အပေါင်းကိုငါပိုင်၏ဩဖျားပြောလဲဝိညာဉ်အပေါင်းကိုငါပိုင်တယ်ဘုရားသခင်ကလူသားတွေရဲ့ဝိညာဉ်အားလုံးကိုပိုင်စိတ်ချမ်းသာရေးချိုးရင်းတဲ့သူရဲ့ဝိညာဉ်လည်းပိုင်တယ်။ဉာဏ်ရည်မသက်ဆွမ်းတဲ့သူရဲ့ဝိညာဉ်ကိုလည်းပိုင်တယ်။မွေးကင်းစားမှာတည်သွားတဲ့ကလေးရဲ့ဝိညာဉ်ကိုလည်းဘုရားပိုင်။ကျွန်တော်တို့ရဲ့ဝိညာဉ်ကိုလည်းဘုရားပိုင်တယ်။အဖကြီးဝိညာဉ်ကိုငါပိုင်တဲ့ကဲ့သို့သားကြီးဝိညာဉ်ကိုလည်းငါပိုင်တယ်။ပြောချင်တာသားစဉ်မြေးဆက်ဟိုအာဒံကဆင်းသက်လာတဲ့မျိုးဆက်အားလုံးရဲ့ဝိညာဉ်ကိုသူဘာလုပ်လဲ။သူပိုင်တယ်လို့ပြောချင်တာ။အခုရေးထားတယ်။ပြစ်မှားသောဝိညာဉ်သည်အသက်သေးရမယ်။အပြစ်ရှိတဲ့ဝိညာဉ်ကတော့အပင်ငယ်ကိုသွားမယ်အပြစ်ကင်းတဲ့ဝိညာဉ်ကတော့ထာဝရဒုက္ခချမ်းသာကိုဝင်စားအဲ့ဒီအပြစ်ကင်းမှုအတွက်ယေရှုကလက်ဝါးကလိုက်မှာအသေးခံပြီးတော့ရွေးနှုတ်ကဲ့တယ်ပြီးသွားဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကတော့ကြားနိုင်သေးတယ်ဒီမှာဒီနေ့သတင်းကောင်းကိုကျွန်တော်ကြားရပြီယုံနာမျိုးကကိုယ့်ရဲ့တဦးတယောက်ချင်းစီတိုင်းရဲ့ဆုံးဖြတ်ချက်ပဲယုံလိုက်ရင်တော့ထာဝရသက်ရပြီအတင်းသမားကြီးမလုပ်တော့ဘုရားကျွန်တော်လည်းအတင်းသမားကြီးမလုပ်အတင်းသမားလုပ်ရင်အစ်စ်မှမဟုတ်တော့ကိုယ်တိုင်ကိုကြယုံဖို့အရေးကြီးပါတယ်ဒါဆိုရင်ခုနကပြောတဲ့ဉာဏ်ရည်မတန်ဆွမ်းတဲ့သူတို့စိတ်ချမ်းသာရေးချိုးရင်းတဲ့သူတို့မွေးကင်းစားမှာတည်သွားတဲ့သူတို့ဘယ်လိုယုံနိုင်မလဲသခင်ရှုကိုကျမ်းစာမှာပြောလဲဝိညာဉ်အပေါင်းကိုငါပိုင်တယ်ဖျားသခင်ကသူတို့ရဲ့ဝိညာဉ်ကိုဓာတ်ရိုက်ပါလုပ်နိုင်တယ်စကားပြောနိုင်တယ်သူတို့ရဲ့ဝိညာဉ်ကိုဖျားသခင်ဓာတ်ရိုက်ပေါ်ပြနိုင်တယ်အဲကြောင့်မို့ဖျားသခင်မတက်နိုင်တဲ့အရာဘာတစ်ခုမှမရှိဘူးလူအပိုင်းကယုံမယုံဆိုတော့သူ့ဝိညာဉ်နဲ့ဖျားနဲ့ပဲသက်ဆိုင်ပါတယ်တချို့ကမေးတယ်သခင်ယေရှုကလောဝါးကတိုင်းမှာ AD 30ရာအသိခံအဲ့ဒီအရှိကလူတွေရောဘယ်ရောက်မလဲအဲ့ဒီအရှိကယူသခင်ယေရှုမှလောကယူမကြွလာသေးတာအဲ့ဒီအရှိကလူတွေရောဘယ်လိုကယ်တင်ခြင်းရမလဲကျမ်းစာမှာအပြည့်ရှိပါတယ်ကျွန်တော်တို့ရောသခင်ယေရှုအသိခံတော့မွေးပြီလားမွေးသေးပါဘူးလောဝါးကတိုင်းရဲ့ကျွန်တော်တို့ကအနောက်ဘက်ချမ်းကျွန်တော်တို့ရောသခင်ယေရှုကိုအဝေးကနေပြန်ယုံတာပဲမဟုတ်ဘူးလားသခင်ရှုလောဝါးကတိုင်းမှာသိခံခြင်းကကျွန်တော်တို့ပါတယ်ဆိုပြီးကျွန်တော်ဘာလို့လဲယုံကြည်ခြင်းအမြင်ထားရတဲ့အဲ့ဒီသခင်ရှုအသိမခံခင်ကလူတွေရောဘာဖြစ်မဲ့ကဲတင်ခြင်းရလဲထင်တယ်ယုံကြည်ခြင်းအဖြစ်ပဲသူတို့ဘလို့ယုံလဲဟေပြဲ7မှာဒီလိုရေးတယ်သခင်ရှုလောကမှာအသိမခံခင်လူတွေဘလို့ကဲတင်ခြင်းရလဲဆိုတဲ့အကြောင်းကိုဟေပြဲခန်းကြီး7အပိုင်းငယ်73မှာပေါ်ပြတယ်ဧဘေခန်းကြီး7အပိုင်းငယ်73ပါကျွန်တော်လိုက်ဆိုအောင်နော်ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်ဂတိတော်နှင့်ဆက်ဆိုင်သောအကျိုးကျေးဇူးကိုမခံရပဲအဝေးကမျှော်မြင်လျက်စိတ်နှလုံးနှင့်ဖတ်ရန်လျက်မိမိတို့သည်မြေကြီးပေါ်မှာတကြွန်းသူတနိုင်ငံသားဧည့်သည်အာဂန္တုဖြစ်သည်ကိုထင်ရှားစွာဝန်ခံလျက်ယုံကြည်ခြင်းစိတ်နှင့်တည်လွန်ကြ၏ဘယ်လိုစိတ်နဲ့တည်လွန်လဲယုံကြည်ခြင်းစိတ်နဲ့ဟေဘဲခိုင်း7ကယုံကြည်ခြင်းအကြောင်းရေးထားဒါကြောင့်သခင်ရှုလဝါကလိုက်မှာအသေးမခံခင်ကလူတွေဘယ်လိုကယ်တင်ခြင်းရလဲယုံကြည်ခြင်းနဲ့ပဲဘာလို့ယုံတာလဲသခင်ရှုသည်လဝါကလိုက်မှာအသေးခံမယ်ဆိုတော့အဝေးကနေကြိုယုံထားတာစိတ်နှလုံးနဲ့ဖတ်ရမ်းပြီးတော့တဲ့သူတို့ဟာမြေကြီးပေါ်မှာဧည့်သည်အာဂန္တုဖြစ်တယ်ဒီမြေကြီးကငါတို့အစဉ်နေရမယ့်နေရာမဟုတ်ငါတို့အတွက်ကယ်တင်ရှင်မရှိရငါတို့အပြစ်တို့အသိခံအဲ့ဒါကိုသူတို့ကြိုယုံတာသူတို့ကအဝေးကနေယုံတယ်ကျွန်တော်လည်းဘယ်ကနေပဲယုံလဲကျွန်တော်လည်းအဝေးကနေပဲပြန်ယုံတာပဲသခင်ရှု
ဒါကြောင့်မို့ဘာအဖြစ်မဲ့လဲယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းကိုရောက်တာဖြစ်ပါတယ်ကိုယ့်ရဲ့ကုသိုလ်ကောင်းမှုကြောင့်မဟုတ်ပါဘူးဖျားကယ်လို့ဖြစ်ပါတယ်ကိုကုသိုလ်ကောင်းမှုကြောင့်ကယ်တင်ခြင်းရောက်မယ်ဆိုရင်အဲ့ဒီဉာဏ်ရည်မတန်ဆွမ်းတဲ့သူတွေအဖြစ်မရှိတော့စိတ်ချမ်းသာရေးချိုးရင်းတဲ့သူတွေအဖြစ်မရှိတော့မွေးကင်းစားမှာတည်တဲ့ကလေးတွေအဖြစ်မရှိတော့ဒီနေ့ဖျားသခင်ဟာတရားမျှတတဲ့ဖျားဖြစ်ပါတယ်တရားဟာမတရားမဖြစ်အောင်တရားဒါကြောင့်မို့လူအပေါင်းတို့သည်ကယ်တင်ခြင်းကိုရောက်၍တမာတရားကိုဘာလို့ဆိုခြင်းကသိစေခြင်းကကဲသခင်ရှုကိုယုံပြီးတော့ထာဝရသက်ရပြီးရင်ဘာကိုသိရမလဲတမာတရားကိုသိရမယ်တမာတရားသိတယ်ဆိုတာကျမ်းစာတွေဘယ်လောက်သိလဲကျမ်းစာတွေကလူပုဂ္ဂိုလ်တွေအကြောင်းတွေကိုဘယ်လောက်သိလဲအဲ့ဒါကိုပြောချင်တာမဟုတ်ကျမ်းစာဘယ်လောက်ဖတ်လဲကျမ်းစာကိုအစအဆုံးဘယ်နှခေါက်ပြီးလဲအဲ့ဒါကိုပြောချင်တာမဟုတ်တမာတရားကိုသိတယ်ဆိုတာကတမာတရားကဘာလဲဆိုတဲ့မိကုန်းကိုအရင်သင်ဖြေရှင်းရတမာတရားကဘာလဲတမာတရားသည်ဘတော်မှမဖောက်ပြန်မပြည့်စည်နိုင်တဲ့အမှန်တရားသည်တမာတရားလို့ခေါ်ပါတယ်အဲ့ဒီတမာတရားပုဂ္ဂိုလ်တော်ယေရှုခရစ်တော်ဘုရားကိုယ်တော်တိုင်ဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ခိုင်း14အပိုင်ငယ်6မှာယေရှုကငါသည်လမ်းခီးဖြစ်တမာတရားလည်းဖြစ်အသက်လည်းဒါမှမဟုတ်သခင်ယေရှုကသူ့ကိုယ်သူဘာပြောလဲတမာတရားငါပဲအော်ဒီအကြောင်းအရာကအရန်ထူးဆန်းတဲ့ဘုရားရဲ့ဖွင့်ပြခြင်းဖျားနဲ့တရားနဲ့ကနှစ်ခုမဟုတ်ဖျားနဲ့တရားနဲ့ဟာတစ်ခုတည်းဖြစ်တယ်ဖျားဟာတရားပဲသူ့ကိုယ်တိုင်တရားပဲဖြစ်တယ်ဒါကြောင့်မို့သခင်ယေရှုကိုယုံလိုက်တဲ့အခါမှာအဲ့ဒီတမန်တရားကကျွန်တော်အထက်ရောက်လာမိဘကိုယူသေးပါဟိုကလှုပ်ပါဥပုံနေအဲ့ဒါပြောစရာမလိုဘဲနဲ့အလိုလျောက်ကိုဖြစ်သွားပြည့်ညက်တရားကိုအလိုလျောက်လိုက်လျှောက်ပြီးသားဖြစ်သွားတရားကကျွန်တော်တို့အထက်ကိုရောက်လာတယ်ဘာအနေနဲ့လဲဖျားအနေနဲ့ရောက်လာတယ်ဒါကြောင့်မို့ယေရှုကငါသည်လန်ခီတမာတရားအသက်ဖြစ်တယ်ဒါကြောင့်လူအပေါင်းတို့ဒီကယ်တင်ခြင်းကိုရောက်၍တမာတရားကိုသိရမယ်ဆိုတာကကျမ်းစာတွေအများကြီးနားလည်ရမယ်လို့ပြောချင်တာမဟုတ်ပါဘူးအများကြီးနားလည်တာလည်းကောင်းပါတယ်ပြောချင်တာကသခင်ယေရှုကိုသိရမယ်လို့ပြောချင်သခင်ယေရှုကဘယ်လိုဖျားလဲကမ္ဘာမိုးမြေစัจ java ကိုဖန်ဆင်းတဲ့ဖျားဖြစ်တယ်လူသားအလုံးကိုဖန်ဆင်းတဲ့ဖျားဖြစ်တယ်သခင်ယေရှုကဘယ်လိုဖျားလဲလူသားအလုံးကိုမခွဲခြားတဲ့မေတ္တာနဲ့ချစ်တဲ့ဖျားဖြစ်တယ်သခင်ယေရှုကဘယ်လိုဖျားလဲလူသားအလုံးအပြစ်တွေလက်ဝါးကတိုင်းမှာအသက်ဆုံးကယ်တင်ပေးတဲ့ဖျားဖြစ်တယ်သခင်ယေရှုကဘယ်လိုဖျားလဲသုံးရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးတော့သေမလွန်ဆန်မအောင်မြင်တဲ့သေခြင်းတရားကိုအောင်မြင်အောင်လုပ်ပေးခဲ့တဲ့ဖျားဖြစ်တယ်အဲ့ဒီသခင်ယေရှုကဘယ်လိုဖျားလဲသင်အထဲမှာလာရှင်ပြီးတော့သင်ကိုနေ့စဉ်ကျေးဇူးပြုမယ်ဖျားဖြစ်တယ်အဲ့ဒီတမန်တရားကိုသင်သိလေလေသင်ရဲ့အသက်တာထဲမှာလွတ်မြောက်လေလေပဲဒါကြောင့်မို့လူအပေါင်းတို့ဒီကယ်တင်ခြင်းကိုရောက်ရင်တမန်တရားကိုသိစေခြင်းကဘုရားသခင်အလိုတော်ရှိတယ်အဲ့ဒီယေရှုခရစ်တော်ဘုရားသင်အထဲကိုရောက်လာပြီးတော့ခရစ်တော်နဲ့ယဉ်နီးလာဖို့ဘာလုပ်အောင်မလဲသခင်ယေရှုနဲ့ယဉ်နီးဖို့သခင်ယေရှုအကြောင်းရေးထားတဲ့တမန်ကျမ်းစာကိုဖတ်ပါဒီကျမ်းစာအုပ်တော့အလုံးကဘု து ကြောင့်ရေးထားလဲသခင်ယေရှုကြောင့်ရေးထားတယ်ဟိုးကဘာဦးကဗျာဒိဋ္ဌိဇလန်းကတခုပဲအဲ့ဒါသခင်ယေရှုကြောင့်ပဲဥပဒေရေးတာဘေးကျမ်းစာပဲဖတ်ကဘာဦးမှာအာရနဲ့အေဝအပြစ်လုပ်လို့သူတို့သိရတယ်နဲ့ဖုံးဝင်မဲ့အရှက်မလုံတဲ့အခါမှာဖခင်ကတလိษံတကောင်တက်ပြီးတော့မလုပ်လိုက်လေအဲ့ဒီတရေနဲ့ဖုံးလွှမ်းပလိုက်ရတယ်အဲ့ဒီတလိษံကသခင်ယေရှုကိုပုံဆောင်နေတယ်သခင်ယေရှုကကျွန်တော်အပြစ်တွေကိုမလုပ်မလဲဖုံးအုပ်မယ်ဆိုတဲ့အရာကိုပုံဆောင်နေတယ်နောအေးလက်ထက်မှာရေလွှမ်းမိုးတယ်တင်မောပေါ်မှာဝင်တဲ့သူအားလုံးမလုပ်လာတယ်လွတ်မြောက်သွားတယ်အဲ့ဒီတင်မောကဘာကိုပုံဆောင်နေလဲသခင်ယေရှုကိုပုံဆောင်နေတယ်သခင်ယေရှုအထက်ကိုရောက်တဲ့အခါမှာလွတ်မြောက်ခြင်းရှိတယ်ဤသူတွေလားလူမျိုးတွေအေဂုတုပြည်ကနေထွက်မယ်ဒီတကားမှာသိုးတငယ်ရဲ့အသွေးပါလို့တာလဲတုတ်ထားတယ်အဲ့ဒီသိုးတငယ်ရဲ့အသွေးရဘာကိုပုံဆောင်လဲပတ်သက်ခါသိုးရဲ့အသွေးရသခင်ယေရှုကိုဘာလုပ်နေလဲပုံဆောင်ကျမ်းစာမှာပြောမစို့အများကြီးပဲသခင်ယေရှုကိုပဲဘာလုပ်နေလဲယဉ်ညွှန်းပြီးတော့ဖော်ပြနေတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာတမာတရားကိုသိခြင်းဆိုတာကဘယ်သူ့ကိုသိခြင်းမလဲသခင်ယေရှုကိုသိသခင်ယေရှုကိုသိလာဖို့ဘာလုပ်အောင်မလဲသင်ကျမ်းစာဖတ်ရမယ်ကျမ်းစာဖတ်ရင်ဘယ်သူနဲ့ယဉ်နီးလာမလဲသခင်ယေရှုနဲ့ယဉ်နီးလာမယ်ဒါကြောင့်ကျမ်းစာဖတ်ရင်ယေရှုကိုမြင်တွေ့ပါစေကျမ်းစာဖတ်တိုင်းမှာသခင်ယေရှုနဲ့ယဉ်နီးခြင်းနဲ့စိတ်နဲ့ဖတ်ပါအဲ့ဒီလိုဖတ်မယ်ဆိုရင်ဖာရီရှဲတွေကျမ်းပြုဆရာတွေကကျမ်းစာအရန်တက်တယ်ကျမ်းစာအရန်ဖတ်တယ်ဒါပေမဲ့ဘယ်သူနဲ့မယဉ်နီးဘူးလဲသူတို့ကဒီပြည့်ညတ်တရားတွေပဲဖတ်တာအဲ့ဒီရဲ့အရှင်နဲ့သူတို့ဘာလုပ်နေလဲမယဉ်နေဘူးဖြစ်နေတယ်ဒါကြောင့်မို့သူတို့အသက်တာဖခင်အလိုတော်တိုင်းအသက်မရှင်နိုင်ဘူးဒါကြောင့်မို့ကျွန်တော်တို့ဟာကျမ်းစာဖတ်ရင်သခင်ရှုနဲ့ယဉ်နေပါစေ
တမာတရားဟာအသင်ကိုလှုပ်ရှင်းခွင့်ပေးမှာဖြစ်ပါလေကျွန်တော်ငယ်ငယ်တော့ကျွန်တော်အဖွားတွေကအများနဲ့ပြောတော့အဲ့ဒါဆွဲနေတယ်ဗျတနင်းလာနှစ်ခါမပြီးတနင်းလာနှစ်ခါမပြီးဆိုကျွန်တော်အဲ့တင်းလာနေဆိုလေဘာလို့နှစ်ခါမပြီးဘူးဖွာလို့တဲ့တခုကြံခဲ့ပြန်ယူဟာအဲ့ဒါကြီးစိတ်ထဲမှာဆွဲနေတာအဲ့စကားပုံကြားဘူးလားမသိနော်တနင်းလာနှစ်ခါမပြီးကြားဘူးလေနော်အေးမကြားဘူးလေသူရှိလားတချို့မကြားဘူးနော်အေးမကြားဘူးတဲ့သူကဘာပြဿနာမှမရှိဘူးအဲ့တင်းလာနေရကြားဘူးလေသူကပြဿနာဟလားဘာဖြစ်လို့ကြားတဲ့ခါကျယုံကြည်ခြင်းကအထဲမှာအေးအဲ့ဒါကိုယုံသွားတာအဲ့ဒါမှားယွင်းတဲ့ယုံကြည်ခြင်းလို့ခေါ်တယ်တမန်ကျမ်းစာမှာဖခင်ရဲ့စကားကိုယုံမှမှန်ကန်တဲ့ယုံကြည်ခြင်းသူက wrong believing ဆိုတာအဲ့တခြားຢာတွေကိုရှောက်ယုံတာအဲ့ဒါကျွန်တော်အဖွားအမြဲတမ်းပြောတော့အဲ့တနင်္လာနေ့ဆိုလေကြောင်းသွားအဲ့လဲနှစ်ခေါက်အလုပ်သွားလုပ်လဲနှစ်ခေါက်ဘလို့မှတစ်ခါတည်းနဲ့မပြီးနိုင်ကျွန်တော်အတွက်လေအဲ့ဒီယုံကြည်သူဖြစ်လာခဲ့တယ်တနင်္လာနေ့ကကျွန်တော်အတွက်အဲ့ဒီကောင်တော်ဆိုးတယ်အဲ့ဒီနေ့ကမကောင်းကျွန်တော်အတွက်အဲ့ဒါမကောင်းခြင်းတွေကိုတည်ဆောင်တဲ့နေ့အဲ့ဒီနေ့ကကျွန်တော်အတွက်ကိုယ်ယုံကြည်သူဖြစ်ပြီးဖခင်သားသမီးဖြစ်တော့မှအဲ့ဒါကြီးဆွဲနေတာဒါပေမဲ့တနေ့မှကျွန်တော်ကျမ်းစာတော့ဖတ်မိတယ်ဒါကြောင့်မို့ကျမ်းစာဖတ်ဖို့လိုတယ်ဆိုတာလေသခင်ရှုနဲ့ယဉ်နီးတော့အောင်သခင်ရှုအဲ့တမန်ကျမ်းစာနဲ့ကျွန်တော်စကားပြောဤနေ့ရက်ဒီထတော်ဘုရားစီရင်သောနေ့ရက်ဖြစ်ပြီးယနေ့ဝမ်းမြောက်အဲ့ဒီကျမ်းစာလည်းကျွန်တော်ဖတ်မိရောဟာအဲ့ဒီတင်းနာနေ့မှာတော့ဖတ်မိတဲ့ခါမှာတင်းနာနေ့မှာဒီနေ့ရက်ကဘာသူစီရင်တာလဲဖခင်ငါတင်းနာနေ့ကိုမကောင်းပြောနေတာဒီနေ့ကိုဖခင်ကဘာလို့ထားလဲသူစီရင်ထားတယ်တဲ့မင်းဒီနေ့ပဲဝမ်းမြောက်လိုက်ပါတယ်ဟာသွားပြီအဲ့ဒီမှာသဘောပေါက်သွားတယ်တင်းနာနေ့ဖတ်လဲအဲ့ဒီနေ့ကဖခင်စီရင်တဲ့နေ့အင်္ဂါနေ့ဖတ်လဲဖခင်စီရင်တဲ့နေ့ဗုဒ္ဓဟူးနေ့ဖတ်လဲဤနေ့ရက်ပဲတော့ဖခင်စီရင်တဲ့နေ့ပဲဒါကြောင့်နေ့တိုင်းဟာဖခင်စီရင်သောနေ့ဖြစ်တော့ကြောင့်အဲ့ဒီတနင်္လာနှစ်ခါမပြီးဆိုရရကျွန်တော်ချုပ်ထားလို့မရဘူးတမာတရားကိုသိတဲ့ခါမှာအသက်တာလွတ်မြောက်သွားတယ်ဒါပေမဲ့စာတန်ကသိပ်ပါနေတယ်တမာတရားကိုသိတာတော့အတွေးထဲမှာတစ်ခါတည်းမှာလို့လေအေးလာထဲ့တာတစ်ခါတည်းအစင်မပြေမှုတွေနည်းနည်းကြုံတွေ့စေလိုက်တယ်နည်းနည်းလေးများဟိုဘက်ကိုပြန်စိတ်ရိုင်မလားဘာပဲကြုံစိတ်မရိုင်တော့နေ့တိုင်းကဘုရားသခင်ပြင်ဆင်တဲ့နေ့ပဲဒါကြောင့်မို့ကျွန်တော်တို့ဟာတမာတရားကိုသိတဲ့ခါမှာပြောင်းသွားတာတမာတရားကိုမသိနော်ကျွန်တော်တို့ဟာငကိုတော့ဆိုကျွန်တော်တို့တင်းနာသားသမီးဘာဖြစ်မလဲကြာတာပရိသားသမီးဘာဖြစ်မလဲတောက်ကြသားသမီးကတော့ဘာဖြစ်မလဲအဲ့လိုអော်ဝိုင်းလေကိုနေ့နည်းနည်းနားထောင်အောင်နော် तू ကကိုနေ့ကိုနည်းနည်းကောင်းကောင်းကန်းអော်ဝိုင်းတော့ပြဿနာမရှိဘူး तू ကမကောင်းဘူးအညံ့မှရောက်နေဆိုဟာဘာများလိုအောင်မလဲနည်းနည်းစိတ်ထဲမှာပေါ့ထိတ်လာနည်းနည်းစိုးရင်လာနော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါတွေသွားယုံတာတကယ်တော့ဖခင်သခင်ကျွန်တော်တို့ကိုပြင်ဆင်ထားတဲ့ခါမှာကျွန်တော်တို့ဟာခုနှစ်ရက်သားသမီးမဟုတ်တော့ဘူးဗျာယေရှုယုံတဲ့ခါမှာဘာသားသမီးဖြစ်သွားတာဖခင်သားသမီးဖြစ်သွားကျွန်တော်တို့ဟာကောင်းကြီးမင်္ဂလာကိုရှာဖွေတော်သူမို့ကောင်းကြီးမင်္ဂလာကိုခံရတော်သူဖြစ်သွားတာဖခင်ကလေသင်ကောင်းကြီးကြောင့်ကောင်းကြီးပေးတာမဟုတ်ဘူးယေရှုအားဖြင့်သင်ကိုဘာလို့လဲကောင်းကြီးပေးတာသင်ကအဲ့ရထဲမှာလဲနေလဲကောင်းကြီးခံရတော်သူပဲသင်အသက်တာထဲမှာဟိုသူများလောက်ပတ်စံမရှိလဲကောင်းကြီးခံရတော်သူပဲပတ်စံရှိလဲအဲ့ဒီပတ်စံကြောင့်မဟုတ်ဘူးသင်ဟာယေရှုကြောင့်ဘာလို့လဲကောင်းကြီးခံတော်သူဖြစ်နေတယ်သင်အတွက်အမင်္ဂလာမရှိတော့မင်္ဂလာကြီးပဲကြိုက်တဲ့အခြေအနေကြုံအဲ့ဒီအခြေအနေဟာကျွန်တော်တို့ကိုတတ်မှတ်တာမဟုတ်ယေရှုခရစ်တော်၌ရှိခြင်းဟာကျွန်တော်တို့ဟာကောင်းကြီးခံတော်သူဖြစ်ဖခင်ကတတ်မှတ်ထားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ချစ်တော်ညီကောင်ရောက်စီတိုင်းကျွန်တော်ဘဝအသက်တာထဲမှာဖခင်သခင်ဟာလူညံနဲ့ဘလို့မှမကြံစီနိုင်လောက်အောင်အင်မတန်ကောင်းတဲ့နေရာတစ်ခုကိုပြင်ဆင်ထားတယ်အဲ့ဒါကတော့ထာဝရဒုက္ခချမ်းသာပုံဖြစ်တယ်အဲ့ဒီနေရာကိုအပြစ်ကင်းတဲ့သူပဲသွားလို့ရပါတယ်ဒီနေ့ယေရှုခရစ်တော်ဘုရားသင်နဲ့ကျွန်တော်ကိုချစ်တော်ကြောင့်လက်ဝါးကတိုင်းမှာကျွန်တော်အပြစ်တွေအသိခံပေးပါတယ်သင်ကြိုပြီးမှ3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ပါတယ်သင်ဘက်ကနေအဲ့ဒီသခင်ရှုသိခံတာကျွန်တော်တို့ဖြစ်တယ်ကျွန်မတို့ဖြစ်တယ်ဆိုတော့ယုံကြည်လိုက်တာလေးနဲ့ထာဝရဒုက္ခချမ်းသာကိုဝင်စားရမှာဖြစ်ပါတယ်ဒါကြောင့်မို့ရိုးရိုးလေးယုံကြည်လိုက်ပါသင်ရဲ့အသက်တာထဲမှာထာဝရအသက်ကိုရမှာဖြစ်ပါတယ်အဲ့ဒီယေရှုခရစ်တော်ဘုရားဟာဘာသာမခွဲဘူးလူမျိုးမခွဲဘူးအစင်တန်မခွဲဘူးလူတိုင်းကိုချစ်တဲ့ဘုရားဖြစ်ပါတယ်သင်ဟာယေရှုခရစ်တော်ဘုရားကိုယုံပြီးရင်လေကယ်တင်ခြင်းရပြီးရင်လေတမန်တရားကိုသိဖို့ဘုရားသခင်အလိုရှိတယ်တမန်တရားကိုမသိရင်စာတန်ကကျွန်တော်တို့ကိုချုပ်ထားမှာဖြစ်တယ်ငရဲကနေလွတ်ပေမဲ့လောကရဲ့နီးဥပဒေလောကရဲ့တရားနှုတွေကနေမလွတ်မြောက်ဖို့အတွက်စာတန်ကချုပ်ထားမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်အသက်တာလည်းနေ့စဉ်အသက်တာထဲမှာလွတ်မြောက်ဖို့ရန်အတွက်တမန်တရားကိုသိဖို့ရန်အတွက်နေ့စဉ်တမန်တရားကိုသိခြင်းဆိုတာကျမ်းစာတွေတက်သိနားလည်ခြင်းကိုပြောတာမဟုတ်နော်ယေရှုနဲ့ယဉ်နေခြင်းပဲသခင်ရှုနဲ့ယဉ်နေဖို့သင်ကျမ်းစာဖတ်ပါဖခင်နဲ့မိသားရဖွဲ့ဆုတောင်းပါအလုံးလုံးပကံဆေးနေလဲဆုတောင်းလို့ရတယ်လမ်းလျှောက်နေလဲဆုတောင်းလို့ရတယ်အဝတ်ရှောင်နေလဲဆုတောင်းလို့ရတယ်သူများအိမ်မှာအလုံးလုံးနေလဲဆုတောင်းလို့ရတယ်ကျမ်းစာကိုသင်ဆင်ခြင်လို့ရတယ်ဖခင်ရဲ့နှုတ်ကပတ်တော်တွေကိုဆင်ခြင်မဲဆိုသင်ဟာယေရှုနဲ့ယဉ်နီးလာလေလေသင်အသက်တာကလွတ်မြောက်လာလေလေပဲ
ဘာနဲ့စားဘာနဲ့ဝေးရဘလို့အိမ်နဲ့နေရအဲ့ဒါတွေကတိတ်အရေးမကြီးတော့နေ့စဉ်သခင်ရှုနဲ့တင်ဖြတ်သန်းသွားလာတတ်မှာဖြစ်ပါတယ်ဒါကြောင့်မို့ယခုဘဝနောင်ဘဝကျွန်တော်တို့အတွက်ကိုကယ်တင်တဲ့ဖခင်ကျွန်တော်တို့ကိုယခုဘဝမှာငြိမ်သက်ခြင်းကိုပေးတဲ့ဖခင်နောက်တမလို့မှာထာဝရသက်ကိုပေးတဲ့ဖခင်ကိုယုံကြည်ပြီးတော့ထိုဖခင်သခင်နဲ့အသက်ရှင်ခြင်းအပြင်ကယ်တင်ခြင်းဆုကျေးဇူးထာဝရသက်ကိုခံစားတော်သူများဖြစ်စေဖို့ဝင်ငှပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေအာမင်